ဂျပန်မှာအလုပ်လုပ်နေတဲ့မြန်မာတော်တော်များများဟာတစ်ချိန်ချိန်မှာအလုပ်ပြောင်းဖို့စဉ်းစားဖို့ကြမှာပါ။တချို့ကလစာပိုကောင်းတဲ့အလုပ်ကိုရှာကြံလို့တချို့ကတော့လုပ်ငန်းခွင်အခြေအနေအဆင်မပြေလို့တချို့ကတော့အနာဂတ်အတွက်ပိုကောင်းတဲ့အခွင့်အရေးကိုရွေးချယ်ခြင်းလို့ဖြစ်ပါတယ်။ဒါပေမဲ့အလုပ်ပြောင်းနေဆိုတာအလုပ်အသစ်ရှာပြီးတော့အလုပ်ဟောင်းကထွက်လိုက်တာနဲ့မပြီးသေးပါဘူးနော်။လိုအပ်တဲ့လုပ်ထုံးလုပ်နည်းတွေကိုမသိထားဘူးဆိုရင်တော့ကိုယ့်ရဲ့အခွင့်အရေးဆုံးရှုံးနိုင်တယ်လို့အလုပ်လက်မဲ့အာမခံအခွန်ဗီဇာနဲ့သက်ဆိုင်တဲ့ပြဿနာတွေကလည်းကြုံတွေ့နိုင်ပါတယ်ရှင်။ဒီနေ့ဗီဒီယိုထဲမှာတော့ဂျပန်မှာအလုပ်ပြောင်းတော့မယ်ဆိုရင်မဖြစ်မနေသိထားတဲ့အချက်တွေကိုအဆက်လိုက်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1အလုံးမထွက်ခင်အရင်ဆုံးလုပ်တင်တာကဘာလဲ။လူအများစုလုံးမိတဲ့အမှားတစ်ခုကအလုပ်သိရတာနဲ့အလုပ်ဟောင်းကိုချက်ချင်းထွက်မယ်လို့ပြောလိုက်တာပါရှင်။ဒါပေမဲ့အဲ့ဒီလိုမလုပ်ခင်အရင်ဆုံးလုပ်တဲ့အရာတစ်ခုရှိပါတယ်နော်။အဲ့ဒါကတော့ကိုယ့်ရဲ့အလုပ်စာချုပ်ကိုပြန်ဖတ်ကြည့်တာဖြစ်ပါတယ်။စာချုပ်ထဲမှာအလုပ်ထွက်ဖို့ဘယ်နည်းရဲ့ကြိုတင်အကြောင်းကြားရမလဲ။အလုပ်လွှဲပြောင်းပေးရမယ့်အလုပ်ငန်းတာဝန်တွေရှိသလား။တတိထားရမယ့်စီးမြင့်တွေရှိသလားဆိုတာတွေရေးသားထားတတ်ပါတယ်။ဒီအချက်တွေကိုမသိဘဲနဲ့အလုပ်ထွက်လိုက်မယ်ဆိုရင်တော့မလိုအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်ရှင်။နံပါတ်2ဂျပန်ဥပဒေအရဘယ်နှရက်ကြိုပြောရမလဲဒီအချက်ကိုလူတော်တော်များများကစိတ်ဝင်စားကြပါတယ်ဂျပန်ရဲ့အရက်ဖက်ဥပဒေအရရေပေါ်အဖြစ်ဆိုရင်တော့အလုပ်သမားတယောက်ဟာအနည်းဆုံး2ပတ်ကြိုတင်အလုပ်ထွက်ကြောင်းအကြောင်းကြားနိုင်တဲ့အခွင့်အရေးရှိပါတယ်ဒါပေမဲ့လက်တွေ့မှာတော့ကုမ္ပဏီအများစုကလုပ်ငန်းလွှဲပြောင်းမှုအချိန်လိုအပ်တာကြောင့်တစ်လခန့်ကြိုတင်အကြောင်းကြားဖို့တောင်းဆိုလို့ရှိပါတယ်ဒါကြောင့်ဥပဒေကိုကြည့်မနေပဲကိုကုမ္ပဏီရဲ့စာချုပ်ကိုလည်းတိကျလေးစစ်ဆေးဖို့လိုအပ်ပါတယ်အလုပ်ရှင်နဲ့အဆင်ပြေပြေညှိနှိုင်းပြီးတော့ထွက်တာကနှစ်ဖက်စလုံးအတွက်အကောင်းဆုံးဖြစ်ပါတယ်ရှင်နံပါတ်3အလုပ်ထွက်တဲ့နေ့မှာမဖြစ်မနေယူထားရမယ့်စာရွက်စာတမ်းများဒီဘိုင်းကအရင်အရေးကြီးပါတယ်ရှင်တချို့မြန်မာတွေကအလုပ်နောက်ဆုံးရမှာနှုတ်ဆက်ပြီးတော့ပြန်သွားလိုက်ကြပါတယ်ဒါပေမဲ့နောက်ပိုင်းအလုပ်သစ်ဝင်တဲ့အချိန်အခွန်ရှင်းတဲ့အချိန် Hello Work ကိုသွားတဲ့အချိန်မှာလိုအပ်တဲ့စာရွက်စာတမ်းတွေမရှိလို့အခက်အခဲဖြစ်တတ်ပါတယ်ဒါကြောင့်အလုပ်ထွက်တဲ့နေ့မှာအနည်းဆုံးဒီစာရွက်တွေကိုစစ်ဆေးပြီးယူထားသင့်ပါတယ်ပထမတစ်ခုကဝင်ငွေနဲ့အခွန်ရှင်းနှံဖြစ်ပါတယ်ဒီစာရွက်ကိုအလုပ်သစ်ဝင်တဲ့အခါဒါမှမဟုတ်နှစ်ကုန်အခွန်ရှင်းတဲ့အခါအသုံးပြုရပါတယ်ဒုတိယတစ်ခုကအလုပ်လက်မဲ့အာမခံအထောက်အထားဖြစ်ပါတယ်အလုပ်လက်မဲ့အာမခံနဲ့သက်ဆိုင်တဲ့ကိစ္စတွေမှာဒီစာရွက်ကအရင်အရေးကြီးပါတယ်တတိယတစ်ခုကအလုပ်ထွက်ကြောင်းထောက်ထားဖြစ်ပါတယ်ရှင်ဒီစာရွက်က Hello Work မှာအလုပ်လက်မဲ့အာမခံငွေလျှောက်တဲ့အခါမှာလိုအပ်နိုင်ပါတယ်တချို့ကုမ္ပဏီတွေကအလိုအလျောက်မထုတ်ပေးတာမျိုးရှိတဲ့အတွက်လိုအပ်တယ်ဆိုရင်တော့ကိုယ်တိုင်တောင်းယူလို့ရပါတယ်ဒါအပြင်အလုပ်ထွက်ကြောင်းထောက်ခံစာကိုလည်းလိုအပ်မယ်ဆိုရင်တော့တောင်းယူထားနိုင်ပါတယ်နံပါတ်4အလုပ်မထွက်ခင်နောက်ဆုံးသတိထားရမယ့်အချက်အလုပ်ပြောင်းတော့မယ်ဆိုပြီးတော့စိတ်လှုပ်ရှားနေတဲ့ချိန်မှာနောက်အလုပ်အတွက်ပဲအာရုံစိုက်ပြီးတော့လက်ရှိအလုပ်ကိုပေါ့ပေါ့ဆဆမလုပ်သင့်ပါဘူးရှင်အလုပ်ကြောင်းဝင်တွေကိုတေချာလေးလွှဲပြောင်းပေးတာကုမ္ပဏီပစ္စည်းတွေကိုပြန်အပ်တာလိုအပ်တဲ့စာရွက်စာတမ်းတွေကိုစစ်ဆေးတာတွေကကိုယ့်ရဲ့ professional ပုံရိပ်ကိုထိန်းသိမ်းပေးနိုင်ပါတယ်ဂျပန်နိုင်ငံမှာအလုပ်လောကကကျင်းပါတယ်ရှင်တနေ့မှာအရင်လုပ်ဖို့ကိုင်းပဲဒါမှမဟုတ်အထက်လူကြီးနဲ့ပြန်ဆောင်နိုင်တဲ့အခွင့်အရေးလည်းရှိပါတယ်ဒါကြောင့်အလုပ်ကထွက်တဲ့အချိန်မှာလည်းကောင်းမွန်တဲ့ဆက်ဆံရေးကိုထိန်းသိမ်းထားတာကအနာဂတ်အတွက်အကျိုးရှိနိုင်ပါတယ်နော်နံပါတ်5 Hello Work ကိုပဲအချိန်သွားတင်လေအလုပ်ထပ်ပြီးတော့အလုပ်သစ်မစရသေးဘူးဆိုရင်တော့ Hello Work ကိုသွားဖို့အတွက်မှတ်နှောင်နေတက်ပါအောင်ရှင် Hello Work ဆိုတာကအလုပ်ရှာဖွေရေးကိုကူညီပေးတဲ့ဂျပန်အစိုးရရဲ့ဝန်ဆောင်မှုဌာနတစ်ခုဖြစ်ပါတယ်အလုပ်ရှာဖွေရုံတင်မဟုတ်ဘဲတတ်မှတ်ချက်နဲ့ကိုက်ညီတဲ့သူတွေကိုအလုပ်လက်မဲ့အာမခံငွေလျှောက်ထားနိုင်အောင်လည်းကူညီပေးပါတယ် Hello Work ကိုသွားတဲ့အခါမှာပုံမှန်အဖြစ်ဆိုရင်တော့အလုပ်ထွက်ကြောင်းထောက်ထားအလုပ်လက်မဲ့အာမခံထောက်ထား My Number မှတ်ပုံတင်တပ်ပုံဘန်စာအုပ်စားတဲ့စာရွက်စာတမ်းတွေလိုအပ်နိုင်ပါတယ်ဒါကြောင့်အလုပ်ထွက်တဲ့နေ့ကလေးကဒီစာရွက်တွေကိုတေချာလေးစုထားဖို့အတွက်အရေးကြီးပါတယ်နံပါတ်6အလုပ်လက်မဲ့အာမခံငွေကိုလူတိုင်းရနိုင်သလားဒီမိကွန်းကိုမြန်မာအများစုသိကျင်ကြပါတယ်အဖြေကတော့လူတိုင်းမရနိုင်ပါဘူးရှင်အလုပ်လက်မဲ့အာမခံငွေရနိုင်ဖို့အတွက်ဂျပန်ရဲ့အလုပ်လက်မဲ့အာမခံစနစ်ထဲမှာသတ်မှတ်ထားတဲ့အရေးအချင်းတွေပြည့်မီရပါမယ်ဥပမာအာမခံစနစ်ထဲမှာသတ်မှတ်ကာလတစ်ခုထိပါဝင်ထားရမယ်အလုပ်ရှာဖို့အမှန်တကယ်ဆန္ဒရှိရမယ် Hello Work မှာအလုပ်ရှာဖွေသူအဖြစ်မှတ်ပုံတင်ထားရမယ်ဒါအပြင်အလုပ်ထွက်ရတဲ့အကြောင်းရင်းပေါ်မူတည်ပြီးတော့အာမခံငွေစတင်ရရှိမဲ့အချိန်လဲကွာခြားနိုင်ပါတယ်ဥပမာကိုယ်တိုင်ဆုံးဖြတ်ပြီးတော့အလုပ်ထွက်ခဲ့တာနဲ့ကုမ္ပဏီဘက်ကအလုပ်ရပ်ဆိုင်းခဲ့တာကအစီအမြင့်မတူပါဘူးရှင်ဒါကြောင့်ကိုယ့်အခြေအနေနဲ့ကိုက်ညီတဲ့အချက်လက်ကို Hello Work မှာတိုက်ရိုက်မြင်မြန်တာကအကောင်းဆုံးဖြစ်ပါတယ်နံပါတ်9ဗီဇာနဲ့ပတ်သက်ပြီးမမေ့တဲ့အချက်အလုပ်ပြောင်းတဲ့အခါမှာလူတော်တော်များများအာရုံစိုက်တာကအလုပ်အသစ်ပဲဖြစ်ပါတယ်။ဒါပေမဲ့ဗီဇာကလည်းအရေးကြီးပါတယ်နော်။ဥပမာတိုကိုတေကီနို specified skilled worker နဲ့အလုပ်နေတဲ့သူတွေ engineer နိုင်ငံတကာဝန်ဆောင်မှု engineer specialist in humanities international service ဗီဇာနဲ့လုပ်နေတဲ့သူတွေအလုပ်ပြောင်းတဲ့အခါမှာသက်ဆိုင်ရာလူဝင်မှုကြီးကြပ်ဌာနကိုအကြောင်းကြားရတာဒါမှမဟုတ်လိုအပ်တဲ့လုပ်ထုံးလုပ်နည်းတွေဆောင်ရွက်ရတာမျိုးတွေရှိနိုင်ပါတယ်။အလုပ်ပြောင်းပြီးတော့14ရက်အတွင်းအကြောင်းကြားရတဲ့အခြေအနေတွေလည်းရှိတာကြောင့်ဒီအချက်ကိုမမေ့သင့်ပါဘူး။ဗီဇာမျိုးစားမတူဆိုရင်လုပ်ထုံးလုပ်နည်းလည်းမတူနိုင်တဲ့အတွက်ကိုဗီဇာနဲ့ကိုက်ညီတဲ့စီးမြင့်ကိုအတည်ပြုထားတာကအန္တရာယ်ကင်းပါတယ်။နံပါတ်8 Resident Tax, Pension and Health Insurance
အလုပ်ထွက်လိုက်တာနဲ့အရာအလုံးပြီးသွားပြီလို့တော့မချင်လိုက်ပါနဲ့နော်အခွန်နဲ့အာမခံကိစ္စတွေကိုလည်းဆက်လက်ဆောင်ရွက်ဖို့လိုအပ်ပါတယ်ရှင်ဥပမာ resident tax ကိုဘယ်လိုဆက်ပေးရမလဲ national health insurance ကိုဘယ်လိုပြောင်းရမလဲ national pension ကိုဆက်လက်ပေးသွင်းရမလားဒီအချက်တွေကအလုပ်သစ်ဘလောက်မြန်မြန်ဝင်မလဲဆိုတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ကြွားချနိုင်ပါတယ်အလုပ်လက်မဲ့ကာလကြာမယ်ဆိုရင်မြို့နယ်ရုံးမှာလိုအပ်တဲ့အလုပ်ထုံးလုပ်နည်းတွေကိုအချိန်မီတွားရောက်ဆောင်ရွက်တတ်ပါတယ်နံပါတ်9မြန်မာအများစုလုံးမိတဲ့အမှားများဒီ research ထဲမှာဖော်ပြထားတဲ့အချက်တွေကမြန်မာအများစုလုံးမိတဲ့အမှားတွေကိုစုစည်းပြီးတော့ပြောရမယ်ဆိုရင်တော့ပထမအချက်ကလိုအပ်တဲ့စာရွက်စာတမ်းတွေမယူဘဲအလုပ်ထွက်လိုက်တာဒုတိယအချက်က hello work ကိုအချိန်မီမသွားတာပါတတိယအချက်ကတော့ဗီဇာနဲ့သက်ဆိုင်တဲ့အကြောင်းကြားရမယ့်အလုပ်ထုံးလုပ်နည်းကိုမိသွားတာပါစတုထအချက်ကတော့ resident tax pension နဲ့ health insurance ကိစ္စတွေကိုအချိန်မီမဆောင်ရွက်တာဖြစ်ပါတယ်ဒီအမှားတွေကမလိုအပ်ဘဲငွေကုန်စေသလိုအချိန်နဲ့ဆုံးရှုံးစေနိုင်ပါတယ်ရှင်နောက်ဆုံးဒီကုန်းချက်အနေနဲ့ပြောရမယ်ဆိုရင်တော့ဂျပန်မှာအလုပ်ပြောင်းနေဆိုတာအလုပ်သစ်ဆိုင်ုံနဲ့မပြီးပါဘူးနော်အလုပ်မထွက်ခင်စာချုပ်ကိုပြန်စစ်ပါလိုအပ်တဲ့စာရွက်စာတမ်းတွေကိုတေချာယူထားပါ Hello Work နဲ့သက်ဆိုင်တဲ့အလုပ်ထုံးလုပ်နည်းတွေကိုအချိန်မီဆောင်ရွက်ပါပြီးတော့ကိုယ့်ရဲ့ဗီဇာအခွန်နဲ့အာမခံကိစ္စတွေကိုလည်းမမေ့ပါနဲ့ရှင်ဒီအချက်တွေကိုတေချာလေးပြင်ဆင်ထားမယ်ဆိုရင်တော့အလုပ်ပြောင်းတဲ့ချိန်မှာမလိုအပ်တဲ့ပြဿနာတွေကိုရှောင်ရှားနိုင်ပြီးတော့အလုပ်အသစ်ကိုလည်းစိတ်အေးလက်အေးစတင်နိုင်မှာဖြစ်ပါတယ်ရှင်